အားလုံးပဲမင်္ဂလာပါကျွန်တော်ဆိုလို့ရှိရင် truck က box က10ပေ12ပေ14ပေ16ပေတဒံဝဲ2တန်3တန်ကားမြောက်ရောင်းဝယ်ပြီးလို့မယ်လှမ်းမျိုး truck ကစေ pitch ကိုတည်တောင်းထားတဲ့ founder လှမ်းမျိုးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ pitch ကနေပြီးတော့ကျွန်တော်ရဲ့ truck ကားမြောက်ရောင်းဝယ်ပြီးလို့မှာဖြစ်တယ်လို့လူကြီးမင်းတို့ရောင်းဝယ်လို့တဲ့လုပ်ငန်းသုံးကားမြောက်ကိုလည်းကျွန်တော်ရဲ့ pitch မှာဖော်ပြထားတဲ့ဖုန်းနံပါတ်ကိုမနက်9:00 နာရီမှညနေ9:00 နာရီတင်ဆက်သွယ်ပြီးတော့လူကြီးမင်းတို့ကျွန်တော်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ကျွန်တော်ရဲ့အခုလူကြီးမင်းတို့ကိုထွက်ကားဝယ်ယူတဲ့အခါမှာအကျိုးရှိမဲ့ပထမဆုံးအချက်တစ်ချက်ကိုပြောပြချင်ပါတယ်အဲ့ဒီအချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့လုံးဝတတိမထားမိတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ကျွန်တော်တို့ထွက်ကားဝယ်ယူမယ်လုပ်ငန်းသုံးကားတစ်ခုကိုဝယ်ယူမယ်လို့ဆုံးဖြတ်တဲ့အချိန်မှာကျွန်တော်တို့ပထမဦးဆုံးမဖြစ်မနေစဉ်းစားရမယ်အချက်တစ်ချက်ရှိပါတယ်အဲ့အချက်ကတော့ကျွန်တော်တို့ဒီလုပ်ငန်းသုံးကားကိုဝယ်ယူဖို့အတွက်ကျွန်တော်တို့ရဲ့ budget ဘယ်လောက်သုံးမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်အဲ့ budget သုံးမယ်ဆိုတဲ့အချက်ကိုကျွန်တော်ပထမဦးဆုံးဆုံးဖြတ်ရမှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့က budget ကို900 600လောက်ပဲသုံးမယ်လို့လုပ်ငန်းထဲကနေငွေထုတ်ပြီးသုံးမယ်လို့သတ်မှတ်ထားပြီးတော့ကျွန်တော်တို့က truck ကားတွေကိုလိုက်ကြည့်မယ်ကျွန်တော်တို့နဲ့မိတ်ဆွေဟို truck ကားတွေကိုရှာခိုင်းမယ်ကျွန်တော်တို့ရဲ့Facebook page တွေကနေပြီးတော့ truck ကားရောင်းဝယ်ရေး page တွေကနေပြီးတော့ truck ကားတွေကိုဝင်ရောက်ကြည့်ရှုမယ်ဆိုလို့ရှိရင်ကျွန်တော်တို့သုံးမဲ့ budget နဲ့လိုက်ရောညီထွေတဲ့ကားများကိုဒါကျွန်တော်တို့ကရှာဖွေဖို့လိုအပ်ပါတယ်ကျွန်တော်တို့ budget နဲ့လိုက်ရောညီထွေမှုမရှိတဲ့ပို့ပြီးတော့တန်ဖိုးကြီးတယ်ပို့ပြီးတော့ model မြင့်နဲ့ပို့ပြီးတော့ကောင်းတဲ့ကားတွေကိုလိုက်ကြည့်မိခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ budget နဲ့ထိုက်လိုက်ညီတဲ့ကိုက်ညီတဲ့ကားများကိုတွေ့တဲ့အခါမှာကျွန်တော်တို့အတွက်စိတ်အနှောက်အယှက်ဖြစ်ရမှာဖြစ်ပါတယ်ကျွန်တော် budget အရာကားကိုသုံးမယ်ဝယ်ယူမယ်ဆိုလို့ရှိရင် budget နဲ့ကိုက်ညီတဲ့ကားကိုဒါကျွန်တော်တို့ကြည့်ရှုဖို့လိုအပ်ပါတယ်အဲ့ဒီတိုင်းပဲကျွန်တော်တို့ရှာဖွေပြီးမဲ့လူများကိုလည်းကျွန်တော်တို့သုံးမဲ့ budget ကိုပွင့်လင်းစွာပြောကြားဖို့လိုအပ်ပါတယ်ဒီအချက်ကကျွန်တော်တို့ truck ကားဝယ်ယူတဲ့အခါမှာမဖြစ်မနေလိုအပ်တဲ့အချက်ဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ကတတိမမူမိပဲနဲ့ကျွန်တော် truck ကားဝယ်ယူခြင်းနဲ့ truck ကားဝယ်ယူခြင်းနဲ့ဆိုလို့ကျွန်တော်တို့လိုက်ရှာနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ကျွန်တော်တို့နဲ့အဆင်ပြေမဲ့ကားမျိုးကိုရရှိဖို့အခက်အခဲရှိမှာဖြစ်ပါတယ်လူကြီးမင်းများအားလုံးပထမဦးဆုံးအနေဖြင့် truck ကားဝယ်ယူမယ်လို့ဆုံးဖြတ်တဲ့အခါမှာမိမိသုံးမဲ့ budget ကိုအလင်းဦးဆုံးဆုံးဖြတ်ပါလို့ကျွန်တော်အကြံဉာဏ်ပြုရင်းနဲ့ဒီဗီဒီယိုကိုဒီမှာအဆုံးသတ်ခွင့်ပြုပါကျွန်တော်တို့အားလုံးနောက်တဲ့ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ဒီအချက်ကလူကြီးမင်းတို့အတွက်အကျိုးရှိမယ်လို့ယူဆတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ page ကို like and share follow ပြုလုပ်ပေးကြပါကျွန်တော်တို့နောက်တဲ့ဗီဒီယိုနဲ့ကျွန်တော်နောက်တဲ့တင်ပြမယ့်စာတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်